ဒီနေ့မှာတော့နေမင်းကြီးနဲ့နတ်သမီးတစ်ပါးကမွေးဖွားလာတဲ့မင်းသားတစ်ပါးဟာချင်းသေးဘရင်တို့ရဲ့ပြုစုပျိုးထောင်မှုနဲ့ဘာယာနတိမြို့စီကိုခရီးထွက်ခဲ့ပါတယ်။ပုံနာအိုကြီးရဲ့ပုံကံမှုကိုရင်ဆိုင်ပြီးတော့မင်းသားနှစ်ယောက်ကိုကယ်တင်ကဘလူးတွေကိုလည်းအနိုင်ယူနိုင်ခဲ့ပါတယ်။အေယာမဘလူးကြီးကိုမြောက်ဘရင်ရဲ့အကူအညီနဲ့ရင်ဆိုင်ရင်းသူ့ရဲ့တတ္တိနဲ့ဉာဏ်ပညာကိုဖုံညွှန်းထားတဲ့ပုံမြင်လေးကိုပြောပြပေးမှာဖြစ်ပါတယ်။အစီတူပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ Story by Hand ဆိုတဲ့ channel လေးကနေကြိုဆိုလိုက်ပါရှင်။ဟိမဝန္တာတောအုပ်ရဲ့နတ်ရှိုင်းနဲ့အရေးအောက်မှာနေမင်းကြီးရဲ့တကိုးနဲ့မွေးဖွားလာတဲ့ကောင်လေးတစ်ယောက်ရှိခဲ့ပါတယ်။သူ့ရဲ့မိခင်ဟာနတ်သမီးတစ်ပါးဖြစ်ပြီးတော့ကောင်းကင်ဘုံမှာနေမင်းကြီးရဲ့အချစ်ကိုရရှိခဲ့ပေမဲ့ကံကြမ္မာရဲ့လှည့်စားမှုကြောင့်သူမဟာမြေကြီးပေါ်ကကြာပန်းတပွင့်ထဲမှာလူပြန်ပြီးတော့ဝင်စားခဲ့ရပါတယ်။ဒီလိုနဲ့နေမင်းကြီးရဲ့သားတော်ဖြစ်တဲ့မင်းသားဟာမြေကြီးပေါ်မှာတယောက်တည်းကြံရစ်ခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့ကံကြမ္မာဟာတာမန်မဟုတ်ခဲ့ပါဘူး။ချင်းသေးဘရင်နဲ့ချင်းသေးမိဖုရားတို့ကသူ့ကိုဖန်ကူထဲမှာသားအရင်တယောက်လိုပြုစုပျိုးထောင်ပေးခဲ့ပါတယ်။နှစ်ပေါင်း10နှစ်ကြာတဲ့အခါမင်းသားလေးဟာနေမင်းကြီးရဲ့အလင်းတကိုးနဲ့ချင်းသေးရဲ့ခွန်အားတွေပေါင်းဆက်ထားတဲ့လူငယ်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ဒီနေ့မှာနေမင်းကြီးကသူ့ရဲ့သားကိုလာတွေ့ပြီးတော့သူ့ရဲ့မျိုးရိုးဇက်လန်းကိုပြောပြခဲ့ပါတယ်။ပြီးတော့သူ့ကိုကောဖူတားလို့အမည်ပေးပြီးတော့အရှိဘက်ကိုခရီးသွားပြီးဘာယာနတိမြို့မှာသူ့ရဲ့ကံကြမ္မာကိုရှာဖွေဖို့လမ်းညွှန်ခဲ့ပါတယ်။မင်းသားဟာသူ့ရဲ့မွေးစားမိဘတွေဖြစ်တဲ့ချင်းသေးဘရင်နဲ့မိဖုရားကိုဝမ်းနည်းစွာနဲ့နှုတ်ဆက်ပြီးတော့ချင်းသေးနတ်သမီးကပေးတဲ့အသက်ကယ်ဆေးကိုယူဆောင်ကောင်းကင်ဘုံကိုပြန်တန်းထွက်ခွာသွားခဲ့ပါတယ်။သူ့ရဲ့ခရီးဟာဘာယာနတိမြို့စီကိုဦးတည်ခဲ့ပြီးတော့အဲ့ဒီမှာယမဒက်မင်းကြီးနဲ့မိဖုရားတို့အုပ်ချုပ်နေတဲ့နိုင်ငံတစ်ခုကိုတွေ့ရှိခဲ့ပါတယ်။ဒါပေမဲ့ဒီနိုင်ငံဟာငြိမ်းချမ်းမှုမရှိပါဘူး။လောဘကြီးတဲ့ပုံနာအိုကြီးတယောက်ကအာဏာသိမ်းဖို့ကြံစီနေခဲ့ပါတယ်။ပုံနာအိုကြီးနဲ့သူ့သားတို့ဟာညတကောင်မှာပုံကံမှုကိုစတင်ခဲ့ပြီးတော့ယမဒက်မင်းကြီးနဲ့မိဖုရားကိုဖမ်းဆီးကွပ်မျက်ခဲ့ပါတယ်။ဒါပေမဲ့မိဖုရားကသူ့သားသမီး2ယောက်ကိုတော်ရဲထွက်ပြေးဖို့ကူညီပေးခဲ့ပါတယ်။သူမကိုယ်တိုင်ကတော့စစ်သားတွေကိုအာယုံပြောင်းဖို့စူးစမ်းရင်းနဲ့ဖမ်းဆီးခံရပြီးပွက်မြက်ခံလိုက်ရတာပေါ့။မိဖုရားကြီးရဲ့သားသမီး2ယောက်ဟာတော်ရဲမှာရက်ပေါင်းများစွာပြင်ပန်းနွမ်းနယ်စွာနဲ့လှည့်လည်ပြီးတော့နောက်ဆုံးမှာရေစာငတ်မို့ပြီးတောအုပ်ထဲမှာပဲမူးလဲကျသွားခဲ့ပါတယ်။ဒါပေမဲ့တောထဲကနတ်ဖျားတွေကသူတို့ကိုတနာပြီးလေနဲ့မိုးကိုဖန်နီးပေးကနိုးထလာစေခဲ့ပါတယ်။နိုးထလာတဲ့ညီအကို2ယောက်ဟာကြည်လင်တဲ့ရေကန်တစ်ခုကိုရှာတွေ့ပြီးတော့ရေထဲမှာပျော်ရွှင်စွာနဲ့ကစားနေခဲ့ကြပါတယ်။ဒါပေမဲ့ဒီရေကန်ဟာဘလူးကြီး၄ကောင်ရဲ့နေမြေဖြစ်နေခဲ့တာပေါ့။ဘလူးတွေဟာကလေးတွေရဲ့ရေမောတန်ကိုကြားပြီးတော့ဒေါသထွက်ကသူတို့ကိုဖမ်းစားဖို့လိုက်လာခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲကောင်းကင်ဘုံမှာပြန်တန်းနေတဲ့မင်းသားဟာသူတို့ရဲ့အော်တန်ကိုကြားပြီးတော့အလျင်အမြန်ဆင်းသက်လာခဲ့ပါတယ်။သူဟာမိဖုရားကြီးရဲ့သားနဲ့သမီးကိုဘလူးတွေလက်ထဲကကဲ့တင်ပြီးတော့ကောင်းကင်ဘုံကိုခေါ်ဆောင်သွားခဲ့ပါတယ်။ဒါပေမဲ့ဘလူးတွေကလက်မလျှော့ပဲသူတို့နောက်ကိုလိုက်လာခဲ့တာပေါ့ကွယ်။မင်းသားဟာသူ့ဖခင်ရဲ့မှော်ဆွဲကြိုးကိုအသုံးပြုပြီးတော့ဘလူးတွေကိုဒဏ်ရာပြင်းထန်စွာရအောင်တိုက်ခိုက်နိုင်ခဲ့ပါတယ်။ဒါပေမဲ့သူဟာသူတို့ကိုမသက်ချင်ခဲ့ဘူးပေါ့။ချင်းသေးနတ်သမီးစီကရထားတဲ့အသက်ကယ်ဆေးနဲ့ဘလူးတွေကိုပြန်လည်ရှင်သန်စေခဲ့ပါတယ်။ဘလူးတွေဟာမင်းသားရဲ့ကျင်နာမှုကိုကျေးဇူးတင်ပြီးတော့သူ့ရဲ့အစီခံတွေအဖြစ်လိုက်ပါဖို့ကတိပြုခဲ့ကြပါတယ်။မင်းသားဟာမိဖုရားရဲ့သားသမီးတွေကိုဘာယာနတိမြို့ကိုပြန်ခေါ်လာပြီးတော့သူတို့ရဲ့မိဘတွေဖြစ်တဲ့ဗျမဒတ်မင်းကြီးနဲ့မိဖုရားကိုအသက်ကယ်ဆေးနဲ့ပြန်လည်ရှင်သန်စေခဲ့ပါတယ်။ဘလူးလေးကောင်ရဲ့အကူအညီနဲ့ပုံနာအိုကြီးနဲ့သူ့သားတို့ရဲ့ပုံကံမှုကိုခြေမှုန်းပြီးတော့ဘာယာနတိမြို့မှာငြိမ်းချမ်းမှုကိုပြန်လည်ထူထောင်ပေးနိုင်ခဲ့ပါတယ်။ဒါပေမဲ့မင်းသားရဲ့စွန့်စားခံကဒီမှာမပြီးဆုံးခဲ့ပါဘူး။သူဟာမိဖုရားရဲ့သားနဲ့အတူနောက်ထပ်ခရီးတစ်ခုကိုထွက်ခွာခဲ့ပြီးတော့တောတောင်ပင်လယ်တွေကိုဖျက်ကျော်ရင်းတစ်ပင်ကြီးတစ်ပင်ကိုတွေ့ရှိခဲ့ပါတယ်။အဲ့ဒီမှာဘလူးတွေရဲ့တိုက်ခိုက်မှုကိုရင်ဆိုင်ခဲ့ရပြီးတော့သူ့ရဲ့ဉာဏ်ပညာနဲ့တကိုးတွေကိုအသုံးပြုပြီးတော့သူတို့ကိုအနိုင်ယူပြီးတော့ပြန်လည်ရှင်သန်စေခဲ့ပါတယ်။
နောက်ဆုံးမှာတော့မင်းသားဟာအေယာမဘလူးကြီးနဲ့ရင်ဆိုင်ကြုံတွေ့ခဲ့ရပါတယ်ဒီဘလူးကြီးဟာနတ်ဖျားရဲ့ကောင်းချီးနဲ့လူသားတွေကမတတ်နိုင်တဲ့စွမ်းအားရှိနေခဲ့ပါတယ်ဒါပေမဲ့နတ်ဖျားရဲ့လမ်းညွှန်မှုနဲ့မင်းသားဟာမြောက်ဘရင်ကိုရှာဖွေဖို့ခရီးထွက်ခဲ့ပါတယ်။မြောက်ဘရင်ရဲ့အကူအညီနဲ့သမုဒ္ဒရာရဲ့အလဲပဟိုမှာမုန်တိုင်းလှိုင်းလုံးတွေရိုက်ခတ်နေတဲ့ကောင်းကင်အောက်မှာမင်းသားနဲ့မိဖုရားရဲ့သားတို့ဟာမြောက်ဘရင်နဲ့အတူအေယာမဘလူးကြီးနဲ့ရင်ဆိုင်တိုက်ခိုက်ဖို့ပြင်ဆင်နေခဲ့ပါတယ်။ဒီဘလူးကြီးဟာနတ်ဖျားရဲ့ကောင်းချီးနဲ့လူသားတွေကမတတ်နိုင်တဲ့စွမ်းအားရှိပေမဲ့မြောက်ဘရင်ရဲ့တကူနဲ့ဆိုရင်အနိုင်ယူနိုင်တယ်လို့ယုံကြည်ခဲ့ကြပါတယ်။စစ်ပွဲဟာကြီးကျယ်ခမ်းနားလွန်လှပါတယ်။အေယာမဘလူးကြီးရဲ့ထောင်တောင်းမကတဲ့ပုံပန်းတံတန်တွေဟာမြောက်တပ်သားတွေနဲ့သမုဒ္ဒရာရဲ့အလဲမှာရင်ဆိုင်တိုက်ခိုက်နေခဲ့ပါတယ်။လှိုင်းလုံးကြီးတွေထွက်ပေါ်လာပြီးကောင်းကင်တမန်တွေတောင်ဒီတိုက်ပွဲကိုလာရောက်ကြည့်ရှုခဲ့ကြပါတယ်။မင်းသားဟာသူ့ရဲ့မှော်လက်စွပ်ကိုချွတ်ပြီးတော့မြောက်ဖြူဘရင်ကိုလက်နက်အဖြစ်အသုံးပြုစေတဲ့အခါမှာတော့မြောက်ဘရင်ဟာသူ့ရဲ့ဉာဏ်ပညာနဲ့ခွန်အားတွေကိုအသုံးပြုပြီးဘလူးကြီးကိုအနိုင်ယူနိုင်ခဲ့ပါတယ်။ဘလူးကြီးဟာနောက်ဆုံးမှာရှုံးနိမ့်သွားပြီးတော့သူ့ရဲ့ထောင်တောင်းမကတဲ့ပုံပန်းတံတန်တွေပျောက်ကွယ်သွားတော့တာပေါ့ဒီအချိန်မှာကောင်းကင်တမန်တွေဟာဝမ်းသာအားရစွာနဲ့မင်းသားမြောက်ဘရင်တို့ကိုဂုဏ်ပြုဖို့ပန်းတွေကျဲပေးခဲ့ကြပါတယ်။ဘာကြောင့်လဲဆိုတော့ဒီဘလူးကြီးဟာလူတွေကိုကြောက်ရွံ့စေခဲ့တာနှစ်ပေါင်းများစွာကြာခဲ့ပြီးဖြစ်လို့ပါစစ်ပွဲပြီးဆုံးသွားတဲ့အခါမင်းသားနဲ့မိဖုရားရဲ့သားတော်တို့ဟာမြောက်ပြူဘရင်နဲ့အတူတခဏအနားယူဖို့ဆုံးဖြတ်ခဲ့ပါတယ်။နှစ်တွေကြာလာတဲ့အခါသူတို့နှစ်ယောက်ဟာချုံမောပြီးဉာဏ်ပညာရှိတဲ့လူငယ်တွေဖြစ်လာခဲ့ကြပါတယ်။ဒါပေမဲ့သူတို့ရဲ့စွန့်စားခန်းတွေဟာဒီမှာရင်မပြီးဆုံးခဲ့ပါဘူး။သူတို့ဟာမြောက်ဘရင်နဲ့သူ့ရဲ့နောက်လိုက်တွေကိုနှုတ်ဆက်ပြီးတော့ကဘာကြီးကိုဆက်လက်စူးစမ်းဖို့ခရီးထွက်ခဲ့ကြပါတယ်။ဒီလိုဇလန်းမျိုးတွေကိုကြိုက်နှစ်သက်တဲ့ဘဝအမောတွေပြည့်စည်တယ်ဆိုရင်ကျမတို့ကိုအားပေးဖို့ like, subscribe နဲ့ share လုပ်ပြီးတော့အားပေးလို့ရပါတယ်နော်။နောက်ထပ်ဗီဒီယိုတစ်ခုမှာပြန်လည်ဆုံတွေ့ကြမယ်ရှင်။အဆုံးထိနားထောင်ကြည့်ရှုပေးခဲ့ကြလို့ကျေးဇူးတင်ပါတယ်ရှင်။